မင်္ဂလာပါကျွန်တော်ဝင်းတန်းပါဖီတချိုးလို့လည်းခေါ်ပါတယ်ကျွန်တော်ဟာမန်းလေးသားတယောက်ပါမြန်မာနိုင်ငံမှာပဲကြီးပင်းခဲ့ပါတယ်ကျွန်တော်ဟာငယ်ငယ်ကတည်းကအင်ဂျင်နီယာတယောက်ဖြစ်ချင်ခဲ့ပါတယ်ကျောင်းမှာအိမ်မှာအချိန်တိုင်းမှာနှလုံးသားထဲမှာအင်ဂျင်နီယာအလုပ်တွေကိုပဲအရန်စိတ်ဝင်စားခဲ့ပါတယ်လျှက်စစ်ပစ္စည်းတွေစက်ပစ္စည်းတွေဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာဟာကျွန်တော်ကိုအရန်ဆွဲဆောင်ခဲ့ပါတယ်ကျွန်တော်ရဲ့စိတ်ကူးတစ်ခုကတော့ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အဆင့်မြင့်ဆုံးစမတ်ဖုန်းကိုတီးထင်ဖန်တီးနိုင်ဖို့ပါပဲအဲ့ဒီစိတ်ကူးလေးကိုကျွန်တော် HTC မှာအကောင့်ထဲဖော်ဖြစ်ခဲ့တယ်လွန်ခဲ့တဲ့10နှစ်လောက်မှာကမ္ဘာမှာပထမဆုံးစမတ်ဖုန်းကိုကျွန်တော်တို့ရဲ့ HTC ကစတင်ထုတ်လုပ်ခဲ့ပြီးလူသားတွေရဲ့စက်တွေစနစ်ကိုတိုးတက်ပြောင်းလဲစေခဲ့ပါတယ်အခုချိန်မှာမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုကျွန်တော်အရန်အားရဂုဏ်ယူမိပါတယ်ကျွန်တော်ရဲ့အဖြစ်ချင်းဆုံးစံတတစ်ခုကတော့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကမ္ဘာနဲ့ချိတ်ဆက်ပေးဖို့ပါပဲအဲ့ဒီအတွက်ပထမဆုံးမြန်မာဘာသာသုံးစမတ်ဖုန်း HTC Butterfly ကိုဖန်တီးခဲ့ပါတယ်အဲ့ဒီထဲမှာအဆင့်မြင့်ဆုံးနဲ့300အလွယ်ကူဆုံးမြန်မာခီးဘုတ်ထည့်သွင်းထားပါတယ် HTC Butterfly ဟာမြန်မာလက်ကွက်တွေကိုတကယ့်ကိုမြင်ဆန်တဲ့အင်တာနက်နှုန်းဖြင့်လွယ်ကူစွာရက်နိုင်နိုင်ရန်အဓိကထားပြီးထုတ်လုပ်ထားပါတယ်အခုအချိန်ဟာတင့်ရဲ့အဖြစ်ချင်းဆုံးကြီးမားတဲ့စံတတွေနဲ့အောင်မြင်မှုရရှိဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒါမှမြန်မာဟာဘာလဲဆိုတာကိုကမ္ဘာကသိမြင်နိုင်မှာဖြစ်ပါတယ်